ဒီမှာကျွန်တော် new အသင်းတော်ရဲ့ဗုဒ္ဓဟူးနေ့ဝိညာဉ်အာဟာရညနေစာအစီအစဉ်မှာ online မှာ share မိတ်ဆွေများကိုပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာကျွန်တော်နေ့တိုင်းမှာဘဒုကိုမျောလင်းရမလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှနှုတ်ကပတ်တော်အားဖြင့်နေကြည့်ရှုနေကြတဲ့ညီကောင်မတို့များကိုခွန်အားပေးဝင်များကြတာဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်တို့နေ့တိုင်းမှာကျွန်တော်တို့ရဲ့မျောလင်းတဲ့အရာတွေကိုကျွန်တော်တို့ရဲ့သားသမီးတွေပေါ်မှာထားတတ်တယ်ကျွန်တော်တို့မိသားစုတွေအပေါ်မှာထားတတ်တယ်ကျွန်တော်တို့ရဲ့အနာဂတ်ပညာရေးတွေအပေါ်မှာကျွန်တော်တို့ရဲ့လုပ်ငန်းခွင်တွေမှာလူတိုင်းကကိုယ့်ရဲ့မျှော်လင့်ချက်ကိုစီနေပေါ့နော်ဖြစ်လာမယ့်အရာကိုမျှော်လင့်ပြီးမှအဲ့ဒါလိုလူတိုင်းရဲ့အသက်တာထဲမှာဒီကနေ့မျှော်လင့်ခြင်းတွေကိုထားတယ်ဆိုတဲ့အရာတွေကိုမြင်တွေ့ရတာဖြစ်တယ်အဲ့တော့တခါတည်းမှာကျွန်တော်တို့မျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာစိတ်တက်ကြတယ်အားငယ်တယ်စိတ်ပြတ်တယ်ကျွန်တော်တို့ဝမ်းနည်းတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအတီးတီးမှာညော်လင့်တယ်လို့ပြောတဲ့အခါမှာတစုံတစ်ယောက်စီကတစုံတစ်ခုစီကနေအကောင်းဆုံးသောအရာတွေကိုညော်လင့်တာဖြစ်တယ်။အဲ့တော့ဒီနေ့နှုတ်ကပတ်တော်ကကျမတို့ကိုဗာပြောထားတယ်လဲဆိုလို့ရှိရင်စာလံကျမ်းခန်းကြီး29အပိုက်ငယ်14မှာဘု து ကိုညော်လင့်ဖို့ပြောထားတယ်လဲဆိုလို့ရှိရင်ထာဝရဘုရားကိုညော်လင့်တော့အားယူ၍ရဲရင်တော့စိတ်နှလုံးရှိလို့ထာဝရဘုရားကိုညော်လင့်လျက်နေလို့တခါတည်းမှာကျမတို့လူတဦးတစုံတစ်ယောက်ပေါ်အဖွဲ့အစည်းတစ်ခုပေါ်မှာကျမတို့မျော်လင့်တဲ့အခါတွေမှာကျွန်တော်တို့တက်တာထဲမှာအဲ့ဒီမျော်လင့်ချက်တွေမပြည့်စုံတဲ့အရာတွေအများကြီးရှိပါတယ်။ဒီကနေ့မှာဘုရားသခင်ကကျွန်တော်တို့အတွက်အင်မတန်မှစိတ်ချစရာကောင်းတဲ့အရာကိုဒီနေ့နှုတ်ကပတ်တော်မှာဖော်ပြထားတာဖြစ်တယ်။အဲ့ဒါကတော့ထာဝရဘုရားကိုမျော်လင့်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကသင်နဲ့ကျွန်တော်ကိုစကားပြောနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကြည့်ရှုနေကြတဲ့ယုံကြည်သူညီကောင်မတို့များရှိမယ်။တချို့တော့သူတွေကဒီနေ့ဝင်ကားနေတဲ့အရာဘာတွေလဲဆိုပြီးမှလည်းတချို့ကအံ့ဩတဲ့အရာတွေလည်းရှိမယ်။အဲ့တော့ထာဝရဘုရားကိုမျှော်လင့်ပါလို့ပြောတဲ့အခါမှာဒီနေ့ထာဝရဘုရားကိုမျှော်လင့်လို့ရှိရင်ကျမတို့အသက်တာထဲမှာဘယ်လိုခံစားရမလဲဆိုတဲ့အရာကိုလည်းဆက်ပြီးမှကျမတို့ဆင်ခြင်သွားဖို့ရန်အတွက်ဖြစ်ပါတယ်။ဒီနေ့ရှေ့မှာပြောခဲ့သလိုပဲတစုံတစ်ယောက်စီကမျှော်လင့်တဲ့အခါမှာအဲ့ဒီမျှော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာကျမတို့အသက်တာထဲမှာအများကြီးကျမတို့စိတ်ပြည့်ရတယ်။သားသမီးတွေပေါ်မှာကျမတို့မျှော်လင့်တယ်။ကျမတို့လုပ်ငန်းတွေမှာမျှော်လင့်တယ်။တခါတလေမျှော်လင့်တဲ့အရာတွေကဖြစ်မလာဘူး။အဲ့တော့ဖြစ်မလာတဲ့အခါမှာကျွန်တော်တို့လူသားတွေရဲ့အသက်တာထဲမှာဘာနဲ့ကြုံတွေ့ရတယ်လဲဆိုအမြဲတမ်းဝမ်းနည်းခြင်းနဲ့ကြုံတွေ့ရတယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်တော်မြင်တွေ့နေတဲ့အရာတွေအားဖြင့်ခံစားသိမြင်နိုင်တာဖြစ်တယ်။အဲ့တော့ထာဝရဘုရားကိုမျှော်လင့်ပါတဲ့။မျှော်လင့်တဲ့အခါမှာတော့မှအားယူ၍ရဲရင်တော့စိတ်နှလုံးနဲ့မျှော်လင့်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုနှုတ်ကပတ်တော်အားဖြင့်စကားပြောထားတယ်။ဒါဆိုရင်မိတ်ဆွေတင်တဲ့ကျွန်တော်ရဲ့အသက်တာထဲမှာမျှော်လင့်တယ်လို့ပြောတဲ့အခါမှာဒီကနေ့ဘုရားသခင်ကိုမျှော်လင့်နေဆိုရင်ကျွန်တော်တို့အသက်တာထဲမှာဘယ်လိုခံစားရမလဲ။ဘာတွေရရှိမလဲဆိုတဲ့လူတွေရဲ့တက်တာထဲမှာအကျိုးကိုမျှော်လင့်တတ်တာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာနှုတ်ကပတ်တော်အဖြစ်ပြန်လည်ပြီးဆင်ခြင်ရအောင်။ထာဝရဘုရားကိုမျှော်လင့်တဲ့အခါမှာကျမတို့တက်တာထဲမှာဘာတွေခံစားရမလဲဆိုတဲ့အရာကိုဒီနေ့ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး40အပိုက်ငယ်31မှာဖော်ပြထားပါတယ်။ထာဝရဘုရားကိုမျှော်လင့်တော်သူတို့မူကားအားပြည့်ကြလိမ့်မည်။ဟာလေလုယာ။ဒီကနေ့ဘုရားသခင်ကိုမျှော်လင့်တဲ့သူတိုင်းကိုတဲ့ဘုရားသခင်ကအားပြည့်ရတဲ့အခွင့်ကိုပေးမှာဖြစ်တယ်။ပြီးတော့ရွှင်လေးယုံကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်အဲ့တော့ဒီနေ့ကျွန်တော်တို့ပင်ပန်းနွမ်းနယ်တွေရဲ့အရာတွေလက်လျှော့ကျင်နေတဲ့အရာတွေစိတ်ပြက်နေတဲ့အရာတွေထဲကနေပြန်လည်ပြီးမှအသစ်တဖန်ပြုပြင်ပြောင်းလဲပြီးမှအရှိန်အဟုန်နဲ့ပြန်တန်းနိုင်ဖို့ရန်အတွက်ထာဝရဘုရားကိုမျှော်လင့်တော်တူတာလျင်ထိုကဲ့သို့တော့အသစ်ပြုပြင်ခြင်းကိုခံရတယ်ဆိုတဲ့အရာကိုဒုတိယတစ်ချက်အနေနဲ့မြင်ရတယ်တတိယတစ်ချက်မှာဘာတွေ့ရတယ်လဲဆိုပြေးတော့လဲမပင်ပန်းခရီးသွားတော့အခါမမောရကြဒီကနေ့ဖရာသခင်ကိုယုံကြည်မျှော်လင့်တော့သူတို့ရဲ့အသက်တာမှာတခြားတော့အရာတွေနဲ့မတူဘဲနဲ့ဒီနေ့လူတွေကိုကိုးစားလဲလူတွေကိုမျှော်လင့်တဲ့သူတွေကစိတ်ပြည့်ခြင်းနဲ့တွေ့ကြုံရပြီးမှဖရာသခင်ကိုမျှော်လင့်တော့သူဟာဆိုလို့ရှိရင်တီးတဲ့အခါမှာတော့မှပင်ပန်းရခြင်းမရှိဘူးခရီးသွားတဲ့အခါမှာတော့မှမောပန်းရခြင်းအခွင့်ကိုမပေးတာဖြစ်တယ်ဆိုတော့နှုတ်ကပတ်တော်ကသင်နဲ့ကျွန်ုပ်တို့ဂရုတော်ရှိတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့သင်ဘယ်အရာမှသင်မျော်လင့်နေတယ်လဲဘသူတွေကိုသင်ဘယ်လောက်ထိမျော်လင့်ထားသလဲမျော်လင့်ချက်တွေထားတာကောင်းပါတယ်ကျမတို့အကောင်းဆုံးတွေကိုကျမတို့မျော်လင့်နေကြတာကောင်းပေမဲ့ဒီကနေ့အဲ့ဒီအကောင်းဆုံးတွေကဘယ်ပုံမှာမျော်လင့်ရမလဲဆိုထာဝရဘုရားပုံမှာမျော်လင့်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ဒီနေ့နောက်ဆုံးတစ်ချက်အနေနဲ့အားပေးခြင်းတဲ့အရာကထာဝရဘုရားကိုမျော်လင့်တော်သူတာဖြစ်တယ်ဆိုလို့ရှိရင်သင်နဲ့ကျွန်ုပ်ရဲ့တက်တာထဲမှာအားပေးရတဲ့အခွင့်ဟာလေလုယာဝမ်းမြောက်ရတဲ့အခွင့်ရှင်လန်းရတဲ့အခွင့်နဲ့သင်ရဲ့ဘဝပင်ပန်းတဲ့အရာတွေဟောင်းနှမ်းနေတဲ့အရာတွေအားလုံးကိုဘုရားသခင်အသစ်တဖန်ပြုပြင်ပြီးမှအရင်တုန်းကမတူညီတဲ့အရင်တုန်းကနဲ့မတူတဲ့
ကျမတို့ကိုအင်အားအသစ်တွေနဲ့ပြန်လည်ပြီးမှအရှိန်အဟုန်နဲ့ပြန်တန်းစေမယ့်ဖရားဖြစ်ပါတယ်။ဒါကြောင့်မို့တင်တဲ့ကျွန်တော်ရဲ့တတထဲမှာအရင်တုန်းကဘလို့အခြေအနေပဲကျမတို့ဘဒူတွေကမျောလင့်ခဲ့ဒီကနေ့မှာကျမတို့ရဲ့မျောလင့်ခြင်းကိုထာဝရဖရားစီမှာပဲမျောလင့်ရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အားဖြင့်အားပေးခြင်းတာဖြစ်ပါတယ်။ကြည့်ရှုကြားနာသူအရောက်ချင်းစီတိုင်းဖရားသခင်ထံမှဒီနေ့ကောင်းကြီးမင်္ဂလာတက်ရောက်ပါစေ။